တွေ့တော့ရောတွေ့တော့ကျင့်သိက္ခာသမားရီဟာထူးစွာပြည့်စုံလှပါတယ်အဲ့ဒီတော့လူ့ွယ်ဆွမ်းငန်းကိစ္စပြည့်စုံရအောင်သမီးကဆောင်ရွက်ပေးပြီတော့ဟုတ်လားဟုတ်ကဲ့ဟုတ်ရဲ့လားဟုတ်ကဲ့ပါကောင်းမွန်ရတာစုံလင်စွာဖြင့်ချက်ပြုတ်ပြည့်စီခီးနဲ့တွင်သွားရောက်ပါမယ်လေအဖရေစေရနာတရာထားလို့ဆရာတစ်ပါးတို့ဆွမ်းလူမယ်ဘယ်မှာပွားဖို့မှန်းယူတဲ့စခန်းလူဒီလမ်းဤမှန်၍နိဗ္ဗာန်မျောဤမှန်၍နိဗ္ဗာန်မျောစိတ်အကျဉ်းတော်ဤလိုရှင်လန်းဤလိုရှင်လန်းမုတ်ဆိုးသမီးမဆာဝါလေးဆွန်းစေးကပ်ရန်ရောက်ပါပြီဖေဟာအလှခံရန်ကြွတော်မူပါအလှခံရန်ကြွတော်မူပါအဲ့ဒီနားမှာထားခဲ့ပါဘယ်နားမှာလဲဖေဟာအဲ့ဒီနားမှာထားခဲ့ပါဘယ်နားမှာလဲဖေဟာအဲ့ဒီနားမှာအလို့အိုးအလို့ဖေဟာ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 ငါပဲလူဖြစ်ပါလေရင်တွင်မှမိလျက်တွေခုခုတောက်ပါပေါ့မျက်စိတွေလည်းပြာခေါင်းတွေလည်းမူယူခြင်းတလို့လို့ငိုခြင်းတလို့လို့ခက်ရကြီးရဲ့ကယိုတရားကဲပါ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 ငါစိတ်တွေလည်းငါမနိုင်တော့ပါကလားတပည့်တော်ပြန်มาတော့မယ်ဦးတင်ခဲ့ပါသည်ဖေဟာမင်းပြန်ဟေးနေဦးသွားတော့အိုးဘယ်လိုမှလည်းမသိဘူးသွားပါတော့မယ်ဖေဟာသွားပါတော့မယ်ဖေဟာဟောသမီးဆွမ်းဖို့မသွားသေးဘူးလားမသွားချင်တော့ပါဘူးအဘရေသွားရမှာရှက်တယ်ဘယ်လိုဖြစ်တယ်လဲဒီလိုပါအဘရေသမီးသွားတဲ့အချိန်တိုင်းအတွေ့မခံငါရှောင်းတိန်လို့အစိမ့်တဲ့ဟောင်းသလိုအတန်စိုးနဲ့အမျိုးမျိုးဟစ်လို့ငိုကြွေးကရဲ့ဆာဝါလေးကိုချစ်တယ်တဲ့ဝါဝါလေးကိုချစ်တယ်တဲ့သမီးပြောရမှာရှက်တယ်အိုးဖြစ်မှဖြစ်ရလိကွယ်ဖြစ်မှဖြစ်ရလိကိလေသာကာမတဏဝဲကရဲ့ထဲဇက်ရဲရဲနဲ့ခုံပြင်းပြင်းခုံဆင်းတော်မှာပါကလားဘယ်လိုစီမံကြရင်ကောင်းမလဲအဘရဲ့ဒီလိုလုပ်ကြမယ်လေတက်တချောင်းကဲကောင်းတာမို့အဘသွားပြီးစီစဉ်มาတော့မယ်သူတော်စင်ကြီးဥပကဖေဟာမုတ်ဆိုးကြီးကလျှောက်ထားရန်ရှိပါသည်ဖေဟာမုတ်ဆိုးကြီးကလျှောက်ထားရန်ရှိပါသည်ဖေဟာတွေ့ရင်ဘူးမမြင်ရင်ဘူးဘယ်သူမှမကြည့်ရင်ဘူးဘာဝလေးကချစ်ချင်တယ်သာဝလေးကိုချစ်တယ်ဖေဟာသတိထားပါဖေဟာသာဝလေးနဲ့ထိမ်းမြဖို့အတွက်လာခေါ်တာပါဖေဟာတကယ်ပြောတာလားတကယ်ပြောတာလားဒီလိုဆိုရင်လာပါပြီဗျာဟ
ယူကြီးလို့ပဲ ဒီလူမခေါ်နဲ့ကွယ် ဘယ်လိုခေါ်ရမလဲ အော်လို့ခေါ် ရှစ်ဆရာကြီးသွား ဒါဖြင့်ကိုလို့ခေါ်ပါလား ရှစ်ပါတယ်သွား ကိုဥပကခေါ်ပါလား ရှည်လိုက်တာနော် နှုတ်တိုင်းပါဗျာငင်းနာမယ်ပါဗျာ အော် ဝါမနေနဲ့နေကိုကြည့်မွန်းတဲ့ချိန်နဲ့ရှိသေးတယ်အလုတ်လုတ်ရမယ်အိမ်သားတစ်လုံးဆောက်တွင်းကိုနဲ့တူးအမိုးကောင်းအကာကောင်းအားလုံးကောင်းရမယ်အိမ်သားပြီးသွားရင်သိတယ်မဟုတ်လား တိတယ်ဗျာတိတယ်ဗျာ သိရင်သွားပြီးညံ့ညံ့ဆောက် ဆောက်ပါမယ်ဗျာဆောက်မယ်ဗျာဆောက်မယ်ဗျာ မောဒလာကိုကိုဦးရဲ့ မမောသာပါလေးရဲ့ဝါ ဝါမနေနဲ့နေကိုကြည့်မွန်းတင်ချိန်ပဲရှိသေးတယ်အလုတ်လုတ်ရမယ် နာမည်မီလား အဝတ်လျှော်ရမယ် မြန်မြန်ချောပါအိတ်ချင်တယ် ဆာဝါလျှော်မှာမဟုတ်ဘူးကိုကိုဦးကလျှော်ရမှာအင်းကြီးကတရားမင်းကတရားကျော်လျှော်ပြီးရင်တော့သိတယ်မဟုတ်လားညံ့ညံ့ဆန်းဆန်းလို့ လုပ်ပါမယ်ဗျာလုပ်မယ်ဗျာလုပ်မယ်ဗျာ မောဒလာကိုကိုဦးရဲ့ မမောဘူးသာဝါလေးရဲ့အာ ဝါမနေနဲ့နေကိုကြည့်ညနေဆောင်ပဲရှိသေးတယ်မယုတ်တီးထောင်းအသားခုတ်ထမင်းချက်ဟင်းချက်ပြုတ်ပြီးရင်သိတယ်မဟုတ်လားမြန်ချက် ချက်ပါမယ်ဗျာချက်မယ်ဗျာချက်မယ်ဗျာ မမီရဲ့မရှုရဲ့ဆရာပါကလားဟင်ဒါလေးကတော့ရုပ်ကလေးနှကောင်နေ့စဉ်နေ့တိုင်းကြောင်းကိုလာပြီးအစာတောင်းတဲ့ရုံလေးနှကောင်ဒါလေးကတော့မနဲ့လင်းရင်ဒီလာတောက်တဲ့သမင်လေးတွေမပါဘူးလားဥပကရေမပါဘူးလားကာမကိလေညှိပွေလို့ကတ်ခါပူးတော့အယူပမာဖြစ်ရရှာတဲ့ဥပကရေတဏှာအိမ်ဘွဲ့နွန်တွင်းကိုဇွတ်တိချင်းပြီးဝိပရိနာမမထိတတိနဲ့ကလိကလိလာဆွာတော့မရှိကြီးအနာရပြီမဟုတ်လားဟင်တဝဝအလွန်ရာကမွန်တော့ကာမကျွန်းဖြစ်လူအတီတိအရွယ်ဒီမှအဝီစီခကြီးကိုတကယ်ဆင်းကျင်သေးသလားဥပကရဲ့နေရရူပေနဘုဒ္ဓိမေကမ္မတိတ်တိမာသောနိတိမိမိအသိဉာဏ်ကိုကျော်လွှား၍
မှန်ကန်သောနိအသွင်ဖြင့်ရက်တည်တတ်၏ဖေယကျေးဇူးရှင်မလေးမဆာဝါရဲ့ဒိမပန်းနဲ့စွာဆုံးမမှုကြောင့်အချိန်မီအကောင်းဆိုးကိုကျိုးကြောင်းထင်သိမြင်ရတာပါပဲဥပကရဲ့ကာယဝစီမနောလီဖြင့်ပြောဆိုကြစီမတတိပွေရာများကိုခွင့်လွှတ်ကြပါဒကာကြီးနဲ့ဒကာမလေးတို့ဥပကကိုတန်းကိုသွားပါတော့မည်သာဓု